အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်ဒီ safety science တတိယပိုင်းလေးကိုကျွန်တော်ဆက်လက်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ဒီဗီဒီယိုလေးကို sharing မလုပ်ခင်မှာထုံးစံတိုင်းကျွန်တော် disclaimer လေးကျွန်တော်ပြချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုထဲမှာ sharing လုပ်ပေးသွားမယ်အကြောင်းအရာတွေဒီပုဂ္ဂိုလ်တဦးတစ်ယောက်ကိုတော့၎င်းဖွဲ့စည်းတစ်စုံတရာဖွဲ့စည်းတစ်ခုကိုတော့၎င်းတိုက်ခိုက်လို့ခြင်းပုတ်ခတ်လို့ခြင်းအလင်းမရှိပါကြောင်းကျွန်တော်အတီလင်း declare လုပ်လိုပါတယ်ကျွန်တော်ပထမဦးဆုံးပထမဗီဒီယိုနှစ်ခုပိုင်းမှာတော့ကျွန်တော်safety concept တွေကျွန်တော် sharing လုပ်သွားပြီးပြီဒီဗီဒီယိုလေးမှာကျွန်တော်ဆက်ပြီးတော့လုပ်သွားမယ်ပထမဦးဆုံးsafety theory လေးကတော့ human factor ပေါ့နော်human factor ပေါ့အဲ့တော့ human factor theory ကကျွန်တော်1940လောက်မှာစပြီးတော့ပေါ်ပေါက်လာတယ်သူ့ရဲ့အဓိက concept ကတော့ဟိုပါပေါ့နော်ဒီကောင်ပေါ်ပေါက်လာတဲ့အဓိကအကြောင်းအရာကကျွန်တော်တို့ဒီဒုတိယကမ္ဘာစစ်ပေါ့နော် World War II ပေါ့အဲ့ဒါပြီးတော့မကြခင်မှာပဲစတင်ခဲ့တယ်ပေါ့သူကတကယ်ဟိုcomplex technology တွေနဲ့ဆက်ဆက်ပြီးတော့ဒီ theory ကဖြစ်လာတာပေါ့နော်အဲ့တော့ complex technology ဆိုတာကဒီကျွန်တော်တို့ဒုတိယကမ္ဘာစစ်မှာသုံးခဲ့တဲ့ jet engine တွေရှိမယ်နောက်ပြီးတော့ကျွန်တော်တို့ radar system တွေ aircraft တွေaircraft carriers တွေနောက်ပြီးတော့ explosive materials တွေနောက် communication နဲ့ပတ်သက်တဲ့တကယ် advanced ဖြစ်ခဲ့တဲ့အဲ့ဒီအချိန်တုန်းက technology တွေအဲ့ဒါတွေနဲ့ဆက်ဆက်ပြီးတော့ဒီ human factor theory ကဖြစ်ပေါ်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကသူ့ရဲ့အဓိက concept ကတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်ထဲမှာအသုံးပြုနေတဲ့ဒီ system တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့စပြီးတော့ design လုပ်တဲ့နေရာမှာတဲ့ဒီ operate လုပ်မဲ့လူပေါ့နော်ဒီလူကိုခေါင်းထဲမှာထည့်ပြီးတော့အဲ့ဒီလူနဲ့ဆက်ဆက်နေတဲ့သူ့ရဲ့ strength တွေ limitation တွေကိုလိုက်လျောညီတွေဖြစ်အောင်စပြီးတော့ design လုပ်စဉ်ကတည်းကစဉ်းစားသင့်တယ်ဆိုတဲ့အချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်တုန်းကဒီ HSC safety အကြောင်းပြောတဲ့အခါမှာ safety ဆိုတာကျွန်တော်တို့ operation စမှလုပ်ရတဲ့ကဏ္ဍမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အဲ့လို operation လုပ်ဖို့ရအတွက်ကို operate လုပ်မဲ့ workplace တော့၎င်း work environment တော့၎င်းနောက်ပြီးတော့အဲ့ operation ကို run မဲ့ machine ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ရဲ့ asset ပေါ့နော်အဲ့ဒီဟာတွေ organization asset တွေကိုစတင်ပြီးတော့ design လုပ်စဉ်ကတည်းကသူ့ရဲ့ design stage မှာတွေက safety ဆိုတာကိုကျွန်တော်တို့ကစဉ်းစားရမှာပေါ့နော်အဲ့ဒီအချက်ကလေးကိုလည်းကျွန်တော်အရင်တုန်းကထည့်သွင်းပြောခဲ့ဘူးတယ်အဲ့တော့ human factor ဆိုတာကကျွန်တော်တို့ဒီလိုမျိုး design လုပ်တဲ့ stage တွေကနေပြီးတော့လူနဲ့ပတ်သက်တဲ့သူ့ရဲ့ limitation တွေသူ့ရဲ့စွမ်းဆောင်ရည် capabilities တွေဒီပေါ်မှာစဉ်းစားပြီးတော့မှ accident မဖြစ်အောင်အမှားယွင်းနေအောင် design လုပ်သင့်တယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီ human factor ကနေအခြေခံပြီးတော့ဘာဖြစ်လာလဲဆိုရင် human factor in ergonomics ပေါ့နော် ergonomics ဆိုတာလည်းကျွန်တော်တို့ safety သမားတွေတော်တော်များသိတယ်လူနဲ့ဆိုလိုတာ operator နဲ့ machine နဲ့เนาะတဟဇာတာဖြစ်အောင်လုပ်ပေးတဲ့ပညာရပ်တွေပေါ့နော်အဲဒီဘာသာရပ်တွေစပြီးတော့ပေါ်ထွန်းလာတယ်ပေါ့နော်အဲ့ဒါတော့ human factor ဖြစ်တယ်ကျွန်တော်တို့အသေးစိတ်လေ့လာဖို့အရန်ကိုတင့်တော်တဲ့ဟာမျိုးပါနောက်တစ်ခုကကြတော့ system safety ပေါ့နော်အဲ့တော့ system safety ကကြတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနဟာနဲ့နည်းနည်းလေးဆင်တယ်system safety ကကျွန်တော်တို့ဒီ design လုပ်တဲ့အချိန်မှာเนาะဟို design လုပ်တဲ့အချိန်ရှိမယ်ကျွန်တော်တို့ဒီ system တစ်ခုကို design လုပ်တယ် system ဆိုတဲ့ဟာကခုနလိုမျိုးကျွန်တော်ပြောသလိုမျိုး production asset တစ်ခုဖြစ်နိုင်တယ် machine တစ်ခုဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်း work environment workplace တစ်ခုဖြစ်နိုင်တယ်အဲ့တော့ဘယ်အရာမဆိုပေါ့နော်အဲ့ဒီ operational asset တစ်ခုကို design လုပ်တဲ့အချိန်မှာစပြီးတော့ construction လုပ်မယ်နောက်ပြီးတော့ operation phase ရှိမယ်เนาะအဲ့ဒီစလဲဆုံး၃ပါးစလုံးဒီ system ရဲ့ life cycle တစ်ခုလုံးကိုကျွန်တော်တို့တည်တည်ချာချာစဉ်းစားပြီးတော့ဒီ safety requirements တွေကိုထည့်သွင်းတွက်ချက်အကောင့်တွေပေါ်တဲ့ဟာမျိုးပေါ့နော်အဲ့ဒါကို system safety လို့ကျွန်တော်တို့ခေါ်တယ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့တကယ်ဟို advanced ဖြစ်တဲ့industry တွေဖြစ်တဲ့ oil and gas industry လိုမျိုး aviation တို့အဲ့လိုမျိုး sector တွေမှာ nuclear sector တွေမှာကျွန်တော်တို့ဒီ system safety ကိုသုံးတယ်အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုး sector industry တွေမှာ
risk assessment လို့လို့ရှိရင်လည်းကျွန်တော်တို့တာမန်qualitative risk assessment semi quantitative ဒါလောက်နဲ့မရတော့တကယ်ကို quantitative risk assessment တွေလုပ်ရတယ်တကယ်တခြားဟောပေါ့နော်ဒီ system ပေါ်မှာအခြေခံပြီးတော့ analyze လုပ်တဲ့ HAZOP လို့ခေါ်တဲ့ hazard and operability studies ပေါ့နော်အဲဒီ HAZOP studies တွေကျွန်တော်တို့လုပ်ရတယ်နောက်တစ်ခုက failure mode and effect analysis လို့ခေါ်တဲ့ FMEA အဲ့ဒီလိုမျိုး study တွေကျွန်တော်တို့လုပ်ရတဲ့တကယ်ဟို advanced ဖြစ်တဲ့ industry တွေမှာသုံးတဲ့ concept ပေါ့နော်အဲ့တော့ကျွန်တော် risk assessment methodology ဂျင်းတောင်မတူတော့ဘူးကျွန်တော်တို့ဟိုဟာနဲ့ဆိုလို့ရှိရင်ရိုးရိုးကျွန်တော်တို့ qualitative လောက် 5x5 risk matrix လို့သုံးတဲ့ဟာမျိုးနဲ့ဆိုရင်သွားပြီးတော့ကျွန်တော်တို့လုပ်လို့မရဘူးပေါ့နော်ပို့ပြီးတော့ဟို constructive ဖြစ်တဲ့ methodology တွေသုံးရတာမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီ system safety ကိုပို့ပြီးတော့ highlight ဖြစ်စေတဲ့ accident တွေကျွန်တော်တို့တမိုင်းတစ်လျှောက်မှာရှိခဲ့တယ်အဲ့ဒါကတော့ကျွန်တော်တို့safety case study အနေနဲ့ပြန်ပြီးတော့သုံးသပ်လေ့လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ safety professional တွေအတွက်အများကြီးအကျိုးရှိမယ်ဥပမာအဖြစ်ကျွန်တော်တို့ Three Mile Island nuclear incident လို့ဟာမျိုးတွေနောက်ပြီးတော့ Challenger space shuttle explosion လို့ဟာမျိုးတွေနောက်တစ်ခုက Exxon Valdez oil spill လို့ဟာမျိုးတွေနောက် Piper Alpha လို့ incident လို့မျိုးတွေပေါ့နော်အဲ့ဒီဟာတွေကဒီ system safety နဲ့ related ဖြစ်ပြီးတော့ဒီဟာကိုပို့ပြီးတော့ဟို highlight ဖြစ်စေတဲ့ accident တွေပေါ့နော်အဲ့တော့ system safety ဆိုတာလည်း one of the safety science safety theory တခုဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒီနှစ်ခုကိုကျွန်တော်ပြောသွားပြီးတော့နောက်ဗီဒီယိုမှာတော့ကျွန်တော်တို့နောက်ဆုံးတစ်ခုဖြစ်တဲ့เนาะတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ high reliability organization theory ပေါ့နော် HROT ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဆက်လက်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်